မင်္ဂလာပါရှင်ဒီနေ့ဒီဇင်ဘာ26ရက်မနက်ပိုင်းကပဲခူးမြို့မာစင်းစင်မှာလူငယ်တအုပ်ရင်းနှီးတည်ဆုံခဲ့ရလို့သိရပါတယ်ရှင်ပဲခူးတိုင်းဒေသကြီးပဲခူးမြို့အမှတ်နဲ့နေမရေးစခန်းအပိုင်ထဲမှာမာစင်းစိတ်တစ်ခုရှိပါတယ်ဒီနေ့မနက်ပိုင်း10 နာရီခွဲအချိန်လောက်ကအသက်20အရွယ်ရှိဝင်းလင်းထိုက်ခေါ်ကိုလင်းအပတငယ်ချင်း9ယောက်တို့ဟာပဲခူးမာစင်းစင်မှာဂီတာတီးတချင်းဆိုဖို့တောက်ရောက်ခဲ့ကြပြီး10 နာရီ40အချိန်လောက်မှာအသက်20အရွယ်ရှိကိုဝင်းလင်းထိုက်ဟာမာစင်းစင်မြို့စီမော်ကနေခုံချရေးစင်းကူရမှာပြန်မပေါ်လာတော့ပဲရင်းနှီးသွားခဲ့ရလို့သိရပါတယ်ရှင်အမှတ်နဲ့နေမရေးစခန်းကရဲတပ်ဖွဲ့ဝင်များနဲ့ပရာဟိတအဖွဲ့များကရေထဲဝိုင်းဝန်းရှာဖွေခဲ့ကြရာတေဆုံးလျက်ရှိနေသောကိုဝင်းလင်းထိုက်ကိုပြန်လည်ရှာဖွေတွေ့ရှိခဲ့ရတာဖြစ်ပါတယ်မာစင်းဆယ်ထဲမှာမကြာခဏရင်းနှီးတည်ဆုံမှုတွေရှိနေတာမို့ဆယ်အတွင်းရေမကူးသင့်ကြောင်းတတိပေးပြောဆိုမှုတွေရှိနေပါတယ်ရှင်အဆိုပါရင်းနှီးတည်ဆုံမှုကိုပဲခူးအမှတ်နဲ့နေမရေးစခန်းကတေမှုတေခင်းဖွင့်စစ်ဆေးဆောင်ရွက်နေရလို့သိရပါတယ်ရှင်